Hi John, what do you want? Okay, bye bye နော်အမတို့ဆိုင်က market နဲ့အပိုင်းတာဝန်ယူထားတဲ့ foreigner လေသူခွင့်ယူပြီးဟိုခဏပြန်မလို့သူပြန်လာလို့ရှိရင်ပစ္စည်းတွေတစ်ခါတည်းယူလာခိုင်းလို့ရအောင်လမ်းမနေတာ One week later. လေပစ္စည်းတွေပါလာပြီကိုကြိုက် foreigner ရှိကဖုန်းလာနေ ဟောအေးပေး Hello how are you Yes I receive well huh okay got it okay see you later bye bye ဒီလိုနောက်ဆိုင် foreigner ကအခုပစ္စည်းရောက်လာဆိုပြီးတော့လှမ်းမိတာနောက်ခါကြာလို့ရှိရင်သူပြောတော့ပြောနေတယ်ငါ့ကိုသူကနောက်ခါပြန်လို့ရှိရင်မမဆယ်ခွင့်ပြီးရောဘူးတဲ့ဘာဖြစ်လဲဆိုတော့ခွင့်လိုက်လို့ရှိရင်သူကပစ္စည်းအများကြီးနိုင်တယ်လားလို့တဲ့သူ့အနေနဲ့